Okay. ဒီနေ့ကတော့ shadow ဟိုဒီနေ့ကတင်ထားတဲ့ຢာကနေစစ်မယ်ပေါ့နော်ဒီနေ့ကဒါကိုပေါ့နော်ထောနန်မွန်ထိုလို့ခေါ်ပါတယ်ဒါကိုထော sorry ထောနန်ပေါ့နော်ထောနန်မွန်ထိုဒါကထောနန်မွန်ထိုထောနန်မွန်ထိုဒါဆိုသူ့ရဲ့အတန်ကထောပေါ့နော်ထောပြီးနန်မွန်ထိုဒါဆိုရေးတဲ့ချိန်ကျရင်ဘယ်လိုရေးတဲ့ချိန်ကျရင်ကသူ့ကုန်းလေးကခေါ်ခွတ်နဲ့တူတယ်ခေါ်ခွတ်ပုံစံလိုမျိုးရေးမယ်แบบนี้ဒီလိုလေးပါမင်းစုံထဲမှာဆိုရင်ဒီလိုလေးပေါ့แบบนี้นะคะဒါကထောနန်မွန်ထိုဖြစ်ပါတယ်ဒါဆိုသူ့ရဲ့အတန်ကထောအနောက်ကနန်မွန်ထိုဆိုတာဘာကိုပြောရဆိုနန်မွန်ထိုဆိုတာကအဲ့ဒီလက်သမီးရဲ့နာမည်ကိုခေါ်တာပေါ့နော်မြန်မာစာမှာဆိုရင်သူကထားစင်ထူရဲ့အတန်ဖြစ်ပါတယ်နော်နောက်ထပ်တစ်လုံးဒါကထောဖူထောက်ဒါကထောပြီးဖူထောက်ထောဖူထောက်လို့ထွက်တယ်နော်ရေးတဲ့ချိန်ကျရင်ခေါ်လိုမျိုးရေးတယ်ဒါပေမဲ့သူ့ရဲ့ဝလုံးကအထဲဝင်နေရေးတယ်ပြီးဝလုံးလေးပြန်ဆွဲတယ်ဒီလိုလေးပါဒါကထောဖူထောက်မင်းကြောင့်ထဲမှာရေးမယ်ဆိုရင်ဒီလိုလေးပေါ့แบบนี้นะคะဒါကထောဖူထောက်ဖြစ်ပါတယ်ဒါဆိုသူ့ရဲ့အတန်ကထောအနောက်ကဖူထောက်ဆိုတာဘာကိုပြောလဲဆိုတော့ဖူထောက်ဆိုတာအဖိုးကိုပြောတာဖြစ်ပါတယ်ပေါ့နော်ဖိုးကိုဖူထောက်မြန်မာစာမှာဆိုရင်သူကလည်းထားစင်တူရဲ့အတန်ပါပဲရှင်โอเคနော်ဟဲ့တော့ဒါကနော်နင်းဒါကနော်ပြီးနင်းပေါ့နော်ရှယ်ကငါတက်နဲ့ရေးပေမဲ့တကယ်တမ်းကနားတက်ထွက်တယ်နော်နော်နင်းပေါ့နော်ရေးတဲ့ချိန်ကျရင်ကော့ကိုက်လို့ရေးတယ်ဒါပေမဲ့ကော့ကိုက်ရဲ့အောက်မှာဝလုံးလေးပါတယ်ဝလုံးကနေစဆွဲတယ်ဒီလိုလေးပါဒါကနော်နင်းမင်းကြောင့်ထဲမှာရေးမယ်ဆိုရင်ဒီလိုလေးပါဒါကနော်နင်းဖြစ်ပါတယ်ဒါဆိုသူ့ရဲ့အတန်ကကွာနော်ဒါဆိုအနောက်ကနင်းဆိုတာဘာကိုပြောရလဲနင်းဆိုတာကကိုရင်ကိုပြောတာဖြစ်ပါတယ်နော်နင်းဆိုတာကိုရင်မြန်မာစာမှာဆိုရင်သူကနားငယ်အတန်ပေါ့โอเคဆက်တော့နော်နောက်ထပ်တစ်လုံးဒါကဒေါ်ဒစ်လို့ခေါ်တယ်ဒေါ်ဒစ်ကတ်တဲ့နော်ဒေါ်ဒစ်သူ့ရဲ့အတန်ထွက်ကဒေါ်ပြီးဒစ်ဒါဆိုဘယ်လိုရေးတာသူ့ပုံစံလေးကကွာဘာနဲ့တူလဲဆိုခေါ်ခွိုင်နဲ့တူတယ်ဒါပေမဲ့ခေါ်ခွိုင်ကဝလုံးကအပြင်ထောက်တယ်မလားဒါပေမဲ့ဒါကအထဲကိုဝင်တယ်ဒါကဒေါ်ဒစ်ဒီလိုလေးရေးပါတယ်ဒေါ်ဒစ်မင်းကြောင့်ရဲ့မှာဆိုရင်ဒီလိုလေးပါဝလုံးအထဲကိုတွင်းတယ်ပြီးရင်ဒီလိုလေးဆွဲတယ်ဒါကဒေါ်ဒစ်နာဟာဒါဆိုအနောက်ကဒစ်ဆိုတာဘာကိုပြောရလဲဒစ်ဆိုတာကကလေးကိုပြောတာနော်ဒစ်ဆိုတာခလေးကိုပြောတာဒါဆိုမြန်မာစာမှာဆိုရင်သူကဓာတ်သွေးတန်နဲ့ဓာတ်လက်ရှိတန်ဖြစ်ပါတယ်နောက်တစ်လုံးဒါကတောလို့ခေါ်တယ်နော်တောလို့အရင်ထွက်တယ်တောပြီးမှတောရေးတဲ့ချိန်ကျရင်ကွာခေါ်နဲ့တူတယ်ဒါပေမဲ့သူ့ရဲ့ဝလုံးကအထဲကိုတွင်းနေရုံပဲဒီလိုပဲဒါကတောမင်းကြောင့်ထဲမှာရေးမယ်ဆိုရင်ဝလုံးထဲကိုတွင်းမယ်ပြီးရင်ခေါ်ခွန်ပုံစံမျိုးရေးတယ်ဒါကတောนะဟာဒါဆိုသူ့ရဲ့အတန်ကတောဒါဆိုအနောက်ကတောဆိုတာဘာကိုပြောရလဲတောဆိုတာကလက်ကိုပြောတာဖြစ်ပါတယ်လက်ကိုတောဒါဆိုမြန်မာစာမှာဆိုရင်သူကတတန်နဲ့တဝင်ဘူးရဲ့အတန်ဖြစ်ပါတယ်နောက်တစ်တလုံးဒီတလုံးကိုတန်ထွက်မယ်ဆိုရင်ပေါ့နော်အရှိကတန်ကိုပေါ့နော်ဆွဲပြီးတော့ထွက်တယ်ရစ်ပြီးတော့ထွက်တယ်ဒါဆိုဘယ်လိုထွက်မှာလဲဒီလိုထွက်ပါတယ်ထောလို့ထွက်တယ်ထောပြီးထုံဒါကိုထော
ထုံထောထုံလို့ထွက်တယ်နော်ရေးတဲ့ချိန်ကျရင်သူကကောကိုင်နဲ့တူတယ်ဒါပေမဲ့အောက်မှာဝလုံးလေးရှိအောင်ပဲဒီလောက်ပဲဒါကထော်ထုံนะคะထော်ထုံမင်းကြောင့်လည်းမရေးမယ်ဆိုရင်ဒီလိုလေးပါဒါဆိုသူ့ရဲ့အတန်းကကွာထော်ဒါဆိုအနောက်ကပါကိုပြောရဲထုံဆိုတာကပါကိုပြောတာလဲဆိုတော့ထုံဆိုတာကအဲ့ကိုပြောတာနော်ထုံဆိုတာကအဲ့ကိုပြောတာဒါဆိုမြန်မာစာမှာဆိုရင်သူကထားစင်တူရဲ့အတန်းဖြစ်ပါတယ်နောက်တစ်လုံးဒီတစ်လုံးကိုကြတော့ထော်လို့ပဲထွက်တယ်ဒါပေမဲ့ပုံမှန်ပဲထွက်တယ်အခုနတုန်းကမျိုးမရစ်တော့ဒါဆိုဒါကိုထော်ထားဟန်လို့ထွက်ပါတယ်ထော်ထားဟန်ထော်ထားဟန်ပေါ့နော်ပုံမှန်ပဲထွက်တယ်နော်ထော်ထားဟန်ရေးတဲ့ချိန်ကျရင်အဲ့ဒီဝါလုံးကနေစာရေးလဲဆွဲချမယ်ပြီးရင်အပေါ်ဒီလိုလေးတက်ပါတယ်ဒါကထော်ထားဟန်မင်းကြောထဲမှာရေးမယ်ဆိုရင်ဒီလိုလေးပါแบบนี้นะคะဒါဆိုသူ့ရဲ့အတန်းကကွာထော်ဒါဆိုအနောက်ကထားဟန်ဆိုတာဘာကိုပြောရလဲထားဟန်ဆိုတာကစစ်သားကိုပြောတာနော်ထားဟန်ဆိုတာကစစ်သားကိုပြောတာဖြစ်ပါတယ်မြန်မာစာမှာစင်သူကထားစင်တူရဲ့အတန်းဖြစ်ပါတယ်ရှင်ပြီးပြီနော်ဒါဆိုနောက်ထပ်တစ်လုံးဒါကထော်ထုံလို့ထွက်တယ်ထော်ပြီးထုံထော်ထုံနော်အဲ့ဒီထုံရဲ့အတန်ကတန်လေးကိုအောက်ကိုဆွဲကြတယ်ထုံပေါ့ရေးတဲ့ချိန်ကျရင်ဒီကနေစားပါတယ်ဒီလိုလေးပါแบบนี้นะคะဒါကထော်ထုံမင်းကြောင့်ထဲမှာရေးမယ်ဆိုရင်ဒီလိုလေးပေါ့แบบนี้ဒါကထော်ထုံဒါဆိုသူ့ရဲ့အတန်ကထော်အနောက်ကထုံဆိုတာဘာကိုပြောရလဲဆိုတော့ထုံဆိုတာကအလှန်ကိုပြောရနော်ထုံဆိုတာကလှန်ကိုပြောတာဖြစ်ပါတယ်မြန်မာစာမှာဆိုရင်သူကထားစင်တူရဲ့အတန်ပါအဲ့ဒါတော့ဒါကနော်နူဖြစ်ပါတယ်နော်လို့အရင်ထွက်တယ်နော်ပြီးနူမှာပါစက်လေးကိုဆိုလိုက်တယ်နော်နူပေါ့နော်ရေးတဲ့ချိန်ကျရင်ဒီဝါလုံးကနေအေးရေးတယ်ပဲနိပြီးဒီလိုလေးဆွဲတယ်ဒါကနော်နူမင်းကြောင့်ထဲမှာရေးမယ်ဆိုရင်ဒီလိုလေးပေါ့ဝါလုံးအေးရေးတယ်ပြီးဒီလိုလေးဆွဲတယ်ဒါကနော်နူนะคะဒါဆိုသူ့ရဲ့အတန်ကနော်ဒါဆိုအနောက်ကနူဆိုတာဘာကိုပြောရလဲနူဆိုတာကကြွက်ကိုပြောတာနော်နူဆိုတာကကြွက်ကိုပြောတာဖြစ်ပါတယ်ဒါဆိုမြန်မာစာမှာဆိုရင်သူကနာငယ်အတန်ပါနောက်တစ်လုံးဒါကဘောပိုင်မိုင်လို့ခေါ်တယ်ဘောလို့ရင်ထွက်တယ်ဘောပြီးဘိုင်မိုင်ဘောပိုင်မိုင်ဒါဆိုသူ့ရဲ့အတန်ကဘောလို့ထွက်တယ်နော်ဘောပြီးမှဘိုင်မိုင်ရေးတဲ့ချိန်ကျရင်ဘယ်လိုရေးလဲရေးတဲ့ချိန်ကျရင်ဒီဝလုံးကနေရေးတယ်ပြီးရင်ဒီလိုလေးပဲဆွဲလိုက်တယ်လွယ်လေးပဲဒါလေးကမင်းကြောင့်ထဲမှာဆိုရင်ဒီလိုလေးပေါ့แบบนี้นะคะဒါဆိုသူ့ရဲ့အတန်ကဘောဒါဆိုအနောက်ကဘိုင်မိုင်ဆိုတာဘာကိုပြောရလဲဘိုင်မိုင်ဆိုတာတရွက်ကိုပြောတာနော်တရွက်ကိုဘိုင်မိုင်လို့ခေါ်တယ်မြန်မာစာမှာဆိုရင်သူကဘာတန်ပါပြီးပြီနော်ဒါဆိုနောက်တစ်ခုဒါကပေါ်ပလာလို့ထွက်တယ်ပေါ်လို့အရင်ထွက်တယ်ပေါ်ပြီးမှပလာရှယ်အနောက်ကပလာကိုပေါ့နော်ရှယ်ပတ်တဲ့နဲ့လတ်တဲ့နဲ့ပေါင်းထွက်တယ်နော်ရှယ်ပါစောတန်ပဲထွက်တာမဟုတ်ဒီလိုထွက်တယ်ပလာဒီလိုထွက်တယ်နော်ပလာလို့အဲ့လိုမထွက်ဘူးနော်ပလာပါစောနဲ့လတ်တဲ့နဲ့ပေါင်းပြီးတော့ထွက်တယ်ပေါ်ပလာဒါဆိုရေးတဲ့ချိန်ကျရင်သူကအခုနတုန်းကဘော်ပေမိုင်းနဲ့တူတူပဲဒါပေမဲ့သူ့ရဲ့အနောက်ကမြေးလေးကရှည်သွားတဲ့ရောင်ပဲဒီလောက်ပဲမင်းကြောင့်ထဲမှာဆိုရင်ဒီလိုလေးပေါ့แบบนี้นะคะဒါကပေါ်ပလာဒါဆိုသူ့ရဲ့အတန်ကပေါ်ဒါဆိုအနောက်ကပလာဆိုတာဘာကိုပြောရလဲပလာဆိုတာကငါ